အားလုံးပဲမင်္ဂလာပါမြို့ YouTube channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ဘာကြောင့်မိုနာကိုကကမ္ဘာအချမ်းသာဆုံးသူတွေအာလာရဲ့သွားရောက်လေပတ်တဲ့နေရာဖြစ်နေတာလဲဆိုတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်ခင်ဗျာမိုနာကိုဟာဘယ်မှာရှိလဲပေါ့နော်မိုနာကိုဟာပြည်သစ်နိုင်ငံတောင်ပိုင်းမြေထဲပြည်နယ်ကမ်းခြေပေါ်မှာတည်ရှိတဲ့နိုင်ငံငယ်လေးဖြစ်ပါတယ်ခင်ဗျာနိုင်ငံရဲ့အကျယ်ဝန်းက200 ကီလိုမီတာလောက်သာရှိပြီးကမ္ဘာပေါ်မှာဒုတိယအသေးငယ်ဆုံးနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ကမ္ဘာအချမ်းသာဆုံးစီးရင်ကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေထဲမှာအများအားပါဝင်နေတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်ခင်ဗျာဘာကြောင့်သူ့နိုင်ငံကအလွန်ဈေးကြီးတာလဲဆိုတော့ပထမအချက်ကမြေ area အလွန်နေတာဖြစ်တဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်ခင်ဗျာနိုင်ငံသေးလုံးတဲ့အတွက်မြေဈေးဟိုတယ်ခါအိတ်ခန်းဈေးတွေအလွန်မြင့်မာလည်းကျွန်တော်တွေ့ရှိရပါတယ်ခင်ဗျာဟိုတယ်ညတဲကိုယူရိုရာနဲ့ချီပြီးတော့ကုန်ကျနိုင်တယ်လို့အစင်းမြင့်ဟိုတယ်တွေမှာတော့ယူရိုထောင်ပေါင်းများစွာအထိပေးဆောင်ရတာလည်းရှိနိုင်ပါတယ်ခင်ဗျာဒီမိုနာကိုနိုင်ငံဆိုလို့ရှိရင်ဇိခံဘွားရဲ့အမှတ်အသားတစ်ခုလည်းဖော်ပြတာကျွန်တော်တွေ့ရပါတယ်ခင်ဗျာမိုနာကိုရောက်သွားရင်အလွန်ကြီးမားတဲ့ဇိခံရေရင်တွေစူပါယက်ဒီပေါ့နော်နောက်ပြီးတော့ Ferrari နောက်ပြီးတော့ Lamborghini နောက်ပြီးတော့ Rolls ကားတွေကိုနေရာအနှံ့မှာတွေ့နိုင်ပါတယ်ခင်ဗျာကမ္ဘာကျော် Monte Carlo ကာစီနိုဟာလည်းမိုနာကိုရဲ့အထင်ကာရနေရာတစ်ခုဖြစ်ပြီးကမ္ဘာတော်ကချမ်းသာတဲ့လူတွေလာရောက်လေပါကြလဲကျွန်တော်တို့တွေ့ရှိရပါတယ်ခင်ဗျာနောက်ပြီးတော့အဲ့ဒီမိုနာကိုနိုင်ငံမှာကျွန်တော်တို့ Formula 1ပြိုင်ပွဲတွေလည်းကျင်းပလဲကျွန်တော်တို့တွေ့ရှိရပါတယ်ခင်ဗျာနေ့စဉ်ကျင်းပတဲ့ဒီမိုနာကို Formula 1 Grand ကြော်ကြားဆုံးမော်တော်ကားပြိုင်ပွဲတွေကတစ်ခုဖြစ်ပါတယ်ခင်ဗျာဒီပြိုင်ပွဲကိုကြည့်ဖို့ကမ္ဘာအချမ်းသာဆုံးလူတွေဟာကိုယ်ပိုင်ရည်ရည်နဲ့လာရောက်ရပြီးတော့နာမည်ကျော်အမှုပညာရှင်လည်းတက်ရောက်လေးရှိတဲ့ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့မိုနာကိုနိုင်ငံဆိုလို့ရှိရင်လုံခြုံရေးအရန်ကောင်းမှုပြီးတော့လုံခြုံရေးအရန်မြင့်မားတဲ့နိုင်ငံလည်းဖြစ်ပါတယ်ခင်ဗျာဘာဖြစ်လဲဆိုတော့မိုနာကိုဟာကမ္ဘာပေါ်မှာလုံခြုံရေးအကောင်းဆုံးနိုင်ငံတွေကတနိုင်ငံလို့သတ်မှတ်ခြင်းခံထားပါတယ်ခင်ဗျာလူချမ်းသာတွေအဖိုးတန်လက်ဝတ်ရတနာတွေကိုဆင်ပြီးလုံခြုံစိတ်ချစွာသွားလာနေတာကြောင့်လည်းလူကြိုက်များတဲ့နိုင်ငံတစ်နိုင်ငံတွေမှာပါဝင်လာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီအခွန်စနစ်ကိုကြည့်မဲ့ဆိုလို့ရှိရင်လည်းဒီမိုနာကိုနိုင်ငံဟာဆိုရင်နော်အခွန်စနစ်အတွက်လည်းနာမည်ကြီးတဲ့နိုင်ငံတွေမှာပါတယ်အဲဒါကြောင့်စီးပွားရေးလုပ်ငန်းရှင်တွေကဒီဘီလီယံနာတွေယင်းနှိမ့်မြတ်မှန်သူတွေကအများအပြားမိုနာကိုမှာနေထိုင်ဖို့ရွေးချယ်ဖြစ်တဲ့အကြောင်းရင်းတစ်ခုတွေပါပါတယ်ခင်ဗျာပါပါတယ်ခင်ဗျာမိကောင်ချုပ်အနေနဲ့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့မိုနာကိုနိုင်ငံဟာပင်လယ်ရှုခင်းလှပမှုနဲ့စိတ်ကံဟိုတယ်များကဘာကျော်ပွဲတော်များနဲ့အလွန်မြင့်မားတဲ့လုံခြုံရေးဂုဏ်သိက္ခာရှိတဲ့နေရာတစ်ခုဖြစ်တာကြောင့်မို့လို့ကဘာချမ်းသာဆုံးလူတွေအာလာရဲ့အဖြစ်သွားရောက်လက်ပါတဲ့နေရာတစ်နေရာဖြစ်လာပါတယ်ခင်ဗျာမိုနာကိုသွားရောက်လက်ပါဖို့ကုန်ကြစရိတ်ကမြင့်မားပေမဲ့တချို့ခီးသွားတွေကတော့နေ့ချင်းပြန်လက်ပါချင်းယထာနဲ့ဝင်ရောက်လိလာချင်းတို့ဖြင့်အလှအပကိုခံစားနိုင်ပါသေးတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ကျွန်တော်တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကတော့ဘာကြောင့်မိုနာကိုနိုင်ငံကကမ္ဘာချမ်းသာဆုံးနိုင်ငံတွေမှာပါလဲဘာဖြစ်လို့လုံခြုံရေးအလွန်ကောင်းမွန်တယ်လဲနောက်ပြီးတော့တကယ်နာမည်ကြီးသေယုဆောင်တွေအလဲပဘာရောက်ခဲ့နေရဖြစ်ပြီးတော့ Formula 1ပြိုင်ပွဲလဲကျင်းပတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးတစ်ချက်ကတော့လူအချမ်းသာဆုံးဘာဖြစ်လို့အဲ့ဒီမှာသွားရောက်နေထိုင်ခြင်းလဲဆိုတော့အခွန်ကင်းလို့ခွင့်ဆိုတဲ့ကိစ္စကြောင့်လဲပါနိုင်တယ်ဆိုတာကျွန်တော်တို့သိရှိရပါခင်ဗျာဟုတ်ကဲ့ပါဒီသတင်းမျိုးနဲ့အတူနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သတင်းမျိုးကိုလည်းကျွန်တော်ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်သွားပြီးမိပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့ဒီ season ကိုဒီမှာပဲကျွန်တော်အဆုံးသတ်လိုက်ပြရစီခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ